လေယုံတစ်ဖက်ပြောရပြန်ပြီးမက်ဆီအားလုံးပဲမြင်တော့များမက်ဆီ55 Auto Channel လေးကနေပြန်လဲကြိုးလိုက်ပါတယ်။တစ်ချိန်ကကစားမကြီးတွေတယောက်ပြီးတယောက်အနားယူကုန်ကြပြီဆိုတော့ဘောလုံးလောကရဲ့ခိတခိကလည်းညီကုန်းကိုနီးကပ်လာနေပါပြီ။ဒီကတော့လီနယ်မက်ဆီရဲ့တွဲဘက်တယောက်အနားယူမှဖြစ်ပြီးမက်ဆီအတွက်တော့လေယုံတစ်ဖက်ပြောရသလိုခံစားနေရမှာပါ။ဒီနေ့မှာပဲရာသီကုန်ရင်စာဂျီယိုဘူးစကွက်တယောက်ကစားမဘွားကနေအနားယူတော့မှဖြစ်ကြောင်းအင်တာမန်ဘက်ကအတည်ပြုလာခဲ့ပါတယ်။ဒါကြောင့်မေဂျာလိပလေအော့ပွဲစဉ်တွေဟာဘူးစကွက်ရဲ့ professional ကစားမဘွားနောက်ဆုံးပွဲစဉ်တွေဖြစ်လာမှလည်းအသေးချပါပြီ။ဘူးစကွက်ဟာအင်တာမိုင်ယာမီကို2023ခုနှစ်မှာစတင်ရောက်ရှိလာခဲ့ပြီးအသင်းရဲ့စနစ်တကျတိုးတက်လာမှုတွေအတွက်မန်စီနဲ့အတူတတောက်တနေရာကနေပါဝင်ပေးခဲ့ပါတယ်။ဘူးစကွက်ဟာကွင်းထဲမှာသူ့ရဲ့အမြင်နဲ့အရေးအသွေးကိုပြသနိုင်ခဲ့ပြီးသူ့ရဲ့အတွေ့အကြုံနဲ့ခေါင်းဆောင်နိုင်မှုစွမ်းရည်တွေကိုလည်းကောင်းကောင်းသုံးချနိုင်ခဲ့ပါတယ်။ဘူးစကွက်ဟာမန်စီရဲ့အသစ်စာတော်ခံကောင်းတယောက်ဖြစ်ခဲ့ပြီးရဲဘော်ရဲဘက်တယောက်အနေနဲ့အင်တာမိုင်ယာမီအတွက်တိုက်ပွဲဝင်ရင်စပိုတာရှိနဲ့လီဗလာကိုရောက်ပေးနိုင်ခဲ့ပါသေးတယ်။အင်တာမိုင်ယာမီဟာဘူးစကွက်အစွမ်းစားတွေကိုနောက်ဆုံးတစ်ချိန်အသုံးပြုပြီးဒီဟာဒီအမြင့်ဆုံးအောင်မြင်မှုတွေစီရောက်ရှိနိုင်အောင်စူးစမ်းသွားရမှာပါ။ဘူးစကွာအွန်လိုင်းသူတယောက်ဖြစ်ပြီးကစားမဘွားတစ်ချောင်းဘာစီလိုနာစပိန်အသင်းတို့နဲ့အတူမြောက်များစွာလာသောစူလာအောင်မြင်မှုတွေကိုရောက်နိုင်ခဲ့တာကြောင့်ဘောလုံးသမားရဲ့ခန်းနာဆုံးသောကွင်းနယ်ကစားမတွေကတယောက်ပြင်အသိမှတ်ပြုခြင်းခံထားပါတယ်။ဘူးစကွက်ကသူ့ရဲ့ကစားမဘွားမင်းနိုင်လောက်ဆရာအမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။ဘူးစကွက်ကဘာစီလိုနာအတွက်922ပွဲပါဝင်ကစားခဲ့ရမှာလာလီဂါ9ချိန်ချန်ပီယံလိ3ချိန်ရရှိခဲ့ပါတယ်။စပိန်အသင်းတို့လည်းဘူးစကွက်က143ပွဲပါဝင်ကစားခဲ့ပြီး2010တောင်အမေရိကကမ္ဘာဖလားမှာချန်ပီယံဖြစ်ခဲ့ပါတယ်။ဒီလိုအောင်မြင်မှုတွေနဲ့အသက်38နှစ်အရွယ်ကစားမဘူးစကွက်ကအင်တာမန်မီအတွက်69ပွဲပါဝင်ကစားပေးထားပြီးရာသီကုန်လုံးစာချုပ်ကုန်တဲ့အခါတခါတည်းအနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဘူးစကွက်ကတော့သူဖြတ်တန်းခဲ့ရတဲ့ကစားမဘွားဟာအန်အော့ဆရာကောင်းတဲ့ခီးတစ်ခုဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ဘူးစကွက်ကအနည်း20လောက်အိမ်မက်မှတ်ခဲ့ရတဲ့အန်အော့ဆရာဇလန်တစ်ခုကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းပြီးတဲ့နောက်အခုကတော့ professional ကစားမဘွားကိုနှုတ်ဆက်ဖို့အချိန်ရောက်လာခဲ့ပြီလို့ခန်းစားရကြောင်းပရိသတ်တွေကိုသိပေးလာခဲ့ပါတယ်။ဘူးစကွက်ကသူဟာပျော်ရွှင်ခြင်းနဲ့ကျေးဇူးတင်စွာနဲ့အနားယူသွားမှာဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။ဘူးစကွက်အတွက်မေဂျာလိပွဲစဉ်9ပွဲကစားဖို့ကြံနေသေးပြီးအင်တာမီယာမီကပလေးအော့ကိုလည်းဒိုင်းဝင်ရောက်ခွင့်ရရှိထားပါသေးတယ်။ဘူးစကွက်ကိုမိုင်မီသားတွေမေဂျာလိဖလားအောင်မြင်မှုနဲ့နှုတ်ဆက်နိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အကောက်ပွဲဆက်သွယ်ကစားရခြင်းနဲ့ဆိုရင်တော့ထိုင်းမှာရွှေမာညီကိုများအတွက်လိုင်းစင် ID @messi55 auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။